မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။တောင်ငူမှာမင်းအောင်လှိုင်အမိန့်နဲ့ကေတုပတိနန်းတော်မြို့ရိုးနဲ့ကျုံးတွေကိုပြန်လည်တိစောက်ဖို့အတွက်ဘုံကြီးကျောင်းနဲ့တီလာရှင်ကျောင်း20ကျောင်းဖျားတဆူနဲ့ခရစ်ယာန်ဖျားကျောင်းတစ်ခုလူနေရက်ကွက်တွေကိုဖယ်ရှားခိုင်းနေပါတယ်။ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေးအတွက်စစ်ဥပဒေတွေတိုင်းတင်းတင်းကြပ်ကြပ်အရေးယူစစ်ဆေးမှုတွေလှုပ်ဆောင်နေပြီးဥပဒေအထက်မှာမြည်သူများမရှိစေရဘူးလို့ NUG စစ်ခုံရုံးဥက္ကဋ္ဌကပြောတဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ပဲခူးတိုင်းတောင်ငူမြို့မှာမင်းအောင်လှိုင်အမိန့်နဲ့ကေတုမတီရှေးဟောင်းနန်းတော်မြို့ရိုးနဲ့ကျုံးကိုပြန်လည်တူးဖော်တိစောက်ဖို့အတွက်ဘုံကြီးကျောင်းနဲ့တီလာရှင်ကျောင်း20ကျောင်းဖ